အားလုံးမင်္ဂလာပါဒီနှစ်2026ဟာအမှားနိုင်ငံလုံးဆိုင်ရာကျောင်းသားများသမဂ္ဂဖွဲ့ချုပ်ရဲ့အနှစ်90မြောက်နှစ်ဖြစ်ပါတယ်ဘာကတာဟာနေချက်စန့်ကျင်ရေးကနေစပြီးလွတ်လပ်ရေးရတဲ့အထိလွတ်လပ်ရေးရပြီးတဲ့နောက်မှာလည်းပဲစစ်အာဏာရှင်အစစ်စစ်ရဲ့မတရားဖိနှိပ်ချုပ်ချယ်မှုတွေကိုတွန်းလှန်တော်လှန်ပြီးအမှန်တရားနဲ့အညီလူထုနဲ့အတူရပ်တည်ပြီးတော်လှန်တိုက်ပွဲဝင်နေတဲ့အဖွဲ့ချုပ်ဖြစ်ပါတယ်ဒီနေ့ຫນွေဦးတော်လှန်ရေးမှာလဲကန္ဓာအသီးသီးနေရာအနှံ့မှာဘာကတာအဖွဲ့ချုပ်ကပါဝင်ပြီးတိုက်ပွဲဝင်နေတာဖြစ်ပါတယ်စစ်အာဏာရှင်နဲ့အာဏာရှင်ဟူသမျှဖယ်ရှားပြီးမြန်မာနိုင်ငံရဲ့အနာဂတ်ဖြစ်တဲ့မြန်မာနိုင်ငံအတွက်အဖြေဖြစ်တဲ့ Federal Democracy ပြည်ထောင်စုတည်ဆောက်ရေးကိုအစွမ်းကုန်ပါဝင်ပြီးတိုက်ပွဲဝင်နေတဲ့အချိန်လည်းဖြစ်ပါတယ်နေရာအနှံ့မှာဘာကတာအဖွဲ့ဝင်များကိုတွေ့ရပါတယ်ကျွန်တော်မြေပြင်မှာတွားရောက်တဲ့အချိန်မှာဘာကတာအဖွဲ့ဝင်များကိုတွေ့ရှိရတိုင်းအားတက်ရပါတယ်အားကိုးရပါတယ်ယုံကြည်ရပါတယ်ဘာကတာများနဲ့အတူဒီနေ့တော်လှန်ရေးတွေဦးတော်လှန်ရေးအောင်မြင်တဲ့အထိတိုက်ပွဲဝင်သွားမယ်လို့ဒီအနှစ်90မြောက်နှစ်မှာဂတိသစ္စာပြုအပ်ပါတယ်ဘာကတာများဟာလူထုနဲ့အတူအမြဲရှိနေတာဖြစ်ပါတယ်ဘာကတာများဟာတော်လှန်ရေးနဲ့အတူအမြဲရှိနေတာဖြစ်ပါတယ်ဘာကတာများဟာမတရားမှုဖိနှိပ်မှုတော်လှန်နဲ့တော်လှန်ရေးနဲ့အတူအမြဲရှိနေတာဖြစ်ပါတယ်အမှန်တရားနဲ့အတူအမြဲရှိနေတာဖြစ်ပါတယ်မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများသမဂ္ဂအဖွဲ့ချုပ်အတွန်းရှိပါစေလို့ကျွန်တော်ဆုတောင်းအပ်ပါတယ်အရေးတော်အောင်ရ